ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်ကိုလက်ထပ်ထားပေမဲ့အခုခေတ်မင်းသမီးတွေလိုကြွားဝါခြင်းမရှိတဲ့မင်းသမီး၄ယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အားလုံးသိကြတဲ့အတိုင်းပဲအခုခေတ်မင်းသမီးတွေကတော်တော်လေးကိုအကြွားတန်ကြပါတယ်အထူးသဖြင့်ထိတ်တန်းတထေးကြီးတွေချမ်းသာကြွယ်ဝတဲ့ခရိုနီတထေးတွေကိုလက်ထပ်ထားတဲ့မင်းသမီးတွေကတော်တော်လေးကိုကြွားကြတာပါအထူးသဖြင့်ပဲမင်းသမီးကတော့သိန်းတောင်းချီတန်ရတနာတွေဝတ်နေပြီးဘသူကတော့ခင်မွန်းတဲ့တထေးကြီးကလက်ဆောင်ပေးပြန်ပြီးဆိုပြီးတော့အင်တာနက်ပေါ်မှာအမြဲတစေမြင်တွေ့နေရတာဖြစ်ပါတယ်ဒီလိုအကြွားထူကြတဲ့အထဲမှာခရိုနီတထေးတစ်ခုလက်တင်နဲ့ရထားတဲ့ပိုးကြဖြုခင်မြတ်သူတို့လို MRTV ဖုန်းမင်းသမီးတွေအများဆုံးပါဝင်တယ်လို့ပြောကြတာပါဒါအပြင်ဝင်းမုံရွှေလိုထိတ်တန်းမင်းသမီးတွေလည်းသူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုကြွားတတ်ကြပါတယ်ဒါပေမဲ့အနုပညာလောကတွေကတချို့သောမင်းသမီးတွေကတော့ကြီးကြီးတက်ချမ်းသာကြွယ်ဝနေရတောင်ကြွားလုံးမထုတ်ပဲနေထိုင်ကြတဲ့မင်းသမီးတွေလည်းရှိပါတယ်ဒီဗီဒီယိုထဲမှာတော့ချမ်းသာကြွယ်ဝပေမဲ့ထုံမကြွားတတ်တဲ့မင်းသမီးလေးယောက်ကိုပြပြပေးမှာပါနံပါတ်၄ချစ်စနိုးဦးဝင်းမုံရွှေရည်တဲ့ချမ်းသာပေမဲ့ဝင်းမုံရွှေရည်လိုကြွားလုံးမထုတ်တာကတော့ချစ်စနိုးဦးပါချစ်စနိုးဦးကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးခရိုနီတထေးသားတစ်ယောက်ဖြစ်တဲ့ကိုဖိုးသားနဲ့လက်ထပ်ထားတာဖြစ်ပါတယ်ဒီအတွက်ကြောင့်သူမရဲ့လက်ရှိပိုင်ဆိုင်မှုကဘီလီယံနဲ့ချီရှိတယ်လို့အနုပညာအတိုင်းဝိုင်းနဲ့စီးပွားရေးအတိုင်းဝိုင်းမှာဆိုကြပါတယ်ဒီလောက်ထိချမ်းသာကြွယ်ဝနေပေမဲ့မင်းသမီးချစ်စနိုးဦးရဲ့ဆိုရှယ်မီဒီယာဒါမှမဟုတ်လူမြင်ကွင်းမှာသူမပိုင်ဆိုင်တဲ့သိန်းတောင်းကျော်တန်ရတနာတွေတန်ဖိုးကြီးပစ္စည်းတွေကိုထုတ်ပြတာကြွားဝါတာမျိုးလုံးဝတွေ့ရလိမ့်မရှိပါဘူးသူမဘလောက်ချမ်းသာလဲဆိုတာအသားပေးမပြောဘဲဘဝကိုရိုးရှင်းစွာအေးဆေးစွာနဲ့ဖြတ်သန်းနေတာပါတကယ်တော့သတင်းတွေရဲ့အဆိုအရမင်းသမီးချစ်စနိုးဦးအနေနဲ့အခုနာကပြောခဲ့တဲ့အတိုင်းပဲမင်းသမီးဝင်းမုံရွှေတို့လိုတခြားထိတ်တန်းမင်းသမီးတွေထက်တောင်အစာပေါင်းများစွာပိုချမ်းသာတယ်လို့သိရပါတယ်။သူမကြွားချင်တယ်ဆိုရင်လူတွေမျက်စိကျိန်းသွားလောက်တဲ့ရတနာတွေပိုင်ဆိုင်မှုတွေကိုအချိန်မရွေးချပြလို့ရတာပါ။ဒါပေမဲ့သူမရွေးချယ်လိုက်တဲ့လမ်းကတော့အဲ့ဒီလိုကြွားလုံးထုတ်တဲ့လမ်းမဟုတ်ပဲဘာသာရေးတာရဏရေးနဲ့ပရဟိတလုပ်ငန်းတွေမှာတိတ်တဆိတ်လုပ်ကိုင်နေပါတယ်။နံပါတ်3သင်္စာနွယ်ဝင်းတရုတ်ဆောင်မင်းသမီးတင်ဆောင်နယ်ဝင်းကတော့တကိတကာကဗီဒီယိုလောကမှာနာမည်ကြီးတဲ့တရုတ်ဆောင်မင်းသမီးတစ်ယောက်ပါဒီလိုနာမည်ကြီးတဲ့တရုတ်ဆောင်မင်းသမီးလေးတင်ဆောင်နယ်ဝင်းဟာအနုပညာလောကမှာအောင်မြင်နေတဲ့အချိန်ဟောဘော့စီတီဆိုင်ပိုင်ရှင်ကိုစတီဗင်လှမျိုးမြင့်နဲ့လက်ထပ်သွားခဲ့တာဖြစ်ပါတယ်တင်ဆောင်နယ်ဝင်းကအခုဆိုရင်ရန်ကုန်မြို့ကဟောဘော့ဆိုင်ခွဲများစွာကိုပိုင်ဆိုင်ပြီးတော့ဦးစီးလောက်ကင်နေရတာပါဒါအပြင်စတီဗင်ကိုလာမျိုးမြင့်ကချမ်းသာကြွယ်ဝတဲ့ထိတ်တန်းတထေးကြီးဖြစ်တာကြောင့်စီးပွားရေးလုပ်ငန်းများစွာနဲ့ချမ်းသာကြွယ်ဝကကျေးဇုံကြွယ်ဝနေရဖြစ်ပါတယ်ဒီလိုမျိုးချမ်းသာလို့တတိမကြီးတင်ဆောင်နယ်ဝင်းနေနဲ့သူမရဲ့ပိုင်ဆိုင်မှုတွေရတနာပစ္စည်းတွေများစွာနဲ့ကြွားလုံးထုတ်လို့ရပါတယ်ဒါပေမဲ့တင်ဆောင်နယ်ဝင်းကတော့ရိုးရှင်းစွာနေထိုင်ပြီးသူမဟာဟော့ပေါ့ကြိုက်လို့ဟော့ပေါ့ဆိုင်ပိုင်ရှင်ဖြစ်နေတာပါလို့တောင်ပြောဆိုထားခဲ့တာဖြစ်ပါတယ်နံပါတ်2မိုးယူဆန်ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့ဇနီးတဲ့တထေးကြော်ဖြစ်ပါလျက်နဲ့ငွေကုန်မမောက်ဘဲရိုးရိုးရှင်းရှင်းနေထိုင်တလွန်းလို့ပရိသတ်တွေအချစ်ပိုနေရတဲ့သူကတော့မိုးယူဆန်ပါမိုးယူဆန်ကတော့တချိန်ကထိတ်တန်းမင်းသမီးဆိုပေမဲ့အောင်မြင်မှုထိတ်တန်းရောက်နေချိန်မှာပဲသူမရဲ့ချစ်သူလက်ရှိခင်မုန်းဖြစ်သူစီးပွားရေးလုပ်ငန်းရှင်ကိုစွမ်းသူမိုးနဲ့လက်ထပ်ပြီးတော့အနုပညာလောကကနေအနာယူကမိသားစုဘဝကိုတည်ဆောက်ခဲ့ပါတယ်။ကိုစွမ်းသူမိုးဆိုတာမြန်မာနိုင်ငံရဲ့ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးပါ။ဒါကြောင့်မိုးယူဆန်ကဘာမှပူပင်စရာမလိုပဲစီးစိမ်ဥစ္စာပြည့်စုံတဲ့တထေးကြော်ဘဝကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့လည်းမိုးယူဆန်ကတော့သူမရဲ့ဘဝမှာအေးဆေးစွာနေထိုင်နေတာပါ။ခရီးတွေသွားရင်လည်းရိုးရိုးရှင်းရှင်းနဲ့အရက်သူပုံစံနဲ့သွားလာလေးရှိပါတယ်။ဒါကြောင့်လည်းချစ်ခင်အားပေးတာခံနေရတာပါ။နံပါတ်1နန္ဒာလိုင်းကထိတ်တန်းတထေးကြီးဦးစိတ်တီဟာနဲ့လက်ထပ်ထားပေမဲ့ဘဝကိုရိုးရှင်းအေးဆေးစွာဖြတ်သန်းနေလို့ချီးကျူးခံနေရတာကတော့နန္ဒာလိုင်းပါ။နန္ဒာလိုင်းကအလူအတန်းကလွဲရင်ကြွားဝါတာမျိုးတစ်ခုမှမလုပ်ခဲ့တာပါ။အခုပြောပြခဲ့ရကတော့ချမ်းသာကြွယ်ဝပေမဲ့မကြွားဝါတတ်တဲ့ထိတ်တန်းမင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ဒီလေးယောက်နဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။